EV online ဟာအာကာသ space ထဲမှာ online multiplayer ဖြစ်ကစားရတဲ့ MMO ဂိမ်းတစ်ခုဖြစ်ပြီးတော့ player တွေကအာကာသခြေတွေကိုထိန်းချုပ်ပြီးမှစီးပွားရေးမဟာမိတ်ဖွဲ့မှုတွေစစ်ရေးတွေအစရှိတာပြီးတော့နိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ developer တော့ Iceland နိုင်ငံ CCP ဂိမ်းတစ်ခုဖြစ်ပြီးတော့မှ2003ခုနှစ်မေလ6ရက်နေ့မှာ Official release လုပ်ခဲ့ပြီးတော့မှ CV Combat နဲ့ sample gameplay တို့အခြေခံပြီးတော့မှ player တွေကိုလွတ်လပ်စွာဆုံးဖြတ်ထားတာဖြစ်ပါတယ်။ Universal တစ်ခုလုံး share server တစ်ခုထဲမှာကစားတာဖြစ်ပါတယ်။ single head universal ဖြစ်ပါတယ်။ player တွေဟာ mining tool for trading လောက် privacy တွေကိုတိုက်ခိုက်လို့ရပြီးမှစစ်တိုင်းမှု warfare တွေကိုလုပ်လို့ရတာဖြစ်ပါတယ်။ ဂိမ်းထဲမှာတော့ economy စီးပွားရေးကို player တွေကိုလည်းထိန်းချုပ်ထားတာအထူးခြားတဲ့အချက်တစ်ခုဖြစ်ပါတယ်။ EV online ကိုနာမည်ကြီးစေတဲ့ player alien တွေဂျာမက်စစ် space battle တွေဖြစ်ပါတယ်။ Battle of B R5RB 2014ခုနှစ်မှာဖြစ်ခဲ့တဲ့တန်ဖိုးရဒေါ်လာတန်းကြီးဆုံးရှုံးမှုတဲ့အကြီးဆုံး online battle တစ်ခုဖြစ်ပါတယ်။ ဂိမ်းကိုupdate တွေနဲ့အတူ expansion များစွာထည့်သွင်းထားတာဖြစ်ပါတယ်။ graphic gameplay တွေကို system function တွေကိုလည်းနှစ်ပေါင်းများစွာတိုးတက်အောင်လုပ်ခဲ့တာပြီးတော့2016ခုနှစ်အရောက်မှာ free to play ကိုထည့်သွင်းခဲ့ပြီးတော့ player အသစ်တွေများလာစေခဲ့တာဖြစ်ပါတယ်။ MMO generator မှာ this sample ဖြစ် experience ရှိတဲ့ဂိမ်းတစ်ခုဖြစ်ထင်ရှားပါတယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။